မေတ္တာတရားပွားများအားထုတ်ခြင်းမေတ္တာဘာဝနာကုသိုလ်ရွတ်ဖတ်ခြင်းဖြင့်ရယူရန်နာကြားခြင်းဖြင့်ရယူရန်မေတ္တာသုတ်တံပရိတ်တော်ကြီးဧကသုတ်တမေဝရွတ်ဖတ်ချီးမြှောက်ဟောကြားမေတ္တာပွားတော်မူကြပါကုန်အရှင်မြတ်တို့ဖရာယတာနုဘာဝတောယခာနေဝဒတင်တိပိသနံယာမိစေဝါနုယုံဇန္တောရတ္တိန်ဒီဝမတ္တန္တိတောဒုက္ခံဒုပတိသုတ်တောသပပံဂိဉ္စီနာပတ္တိဧဝမာဓိဂုဏုပေတံပရိဒံတံဗနာမဟေကရဏီယမထကုသလေနာယန္တတန္တံပဒံအဘိသမစ္ဆာတကောဥစုသာသူဟုစုသာသူဝသောသတ္တမုဒုအတတိမာနိတန္တုတကောသသူပရောသအပကိသောသတံလဟုကဟုတ်တိတန္တိတရိယောသနိပကောသအပကဘောကုလေသွာနနုဂိတောနာသခုဋ္ဌမာစရေကိစီယေနဝိညုပရေဥပဝတေယံဒုခိနောဝခေမိနောဟွန်တုသဗ္ဗတတ္တဘဝန္တုဒုခိတတာယေကေစီပါဏဗုဒ္ဓတိတတဝါထာဝရာဝနဝတေတာဒီဃဝါယေဝမဟန္တာမေဇိမာရတကာနုကအထူလာဒိဋ္ဌာဝါယေဝအဒိဋ္ဌာယေဝဒုရေဝတန္တိအဝိဒုရေဘုဒ္ဓဝသံဘဝေတိဝသဗ္ဗတတ္တဘဝန္တုဒုခိတတာနာပရောပရံနိဂုပ္ပေထနာတိမေညေထကတ္တစီနာဂိစီဗျာရောတနာပရိကတေညနေညမေညတာဒုက္ခအမိတ်စေယမာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုဒေတုမာနတံဘာဝယေအပရိမာဏံမေတ္တေသသဗ္ဗလောကသမိမာနတံဘာဝယေအပရိမာဏံဩဒံအဒောသတိရိယင်္စအတံဘာရံအဝိရာမတပတ္တံဒိဋ္ဌံသရဏိသိနောဝတယာနောယာဝတ္တဝိဒမိတ္တောဧတံတတိအဋိဋ္ဌေယဗျမမေတံဝိဟာရမိရမဟုဒိဋ္ဌိသအနုပကာမတိလဝါဒတနေနသံပန္နောကာမေတုဝိနယဂေဒံနာဟိဇာတုကပတိယပုဏ္ဏရေတိသာဓုသာဓု